မပြောလို့တော့နေဦးမလို့ပဲဒါပေမဲ့လူတွေက2ယောက်3ယောက်ပြကြပြီးတော့ page အတူတွေ2ခု3ခုကဖွာနေကြတော့ပြောတော့ပြောလိုက်အောင်မယ်အဲ့ဒီကိစ္စလွန်ခဲ့တဲ့12နှစ်ကျော်လောက်ကဖြစ်ခဲ့တဲ့ကိစ္စတရားဝင်ကွာရှင်းခဲ့တယ်ဆိုတော့တိုင်းပြည်ပြည်သည်ပန်ပန်နဲ့ပေါင်းတယ်ဆိုတော့လည်းတရားဝင်လက်ထပ်ထားတယ်ဆိုတော့လည်းတိုင်းပြည်ပြည်သည်ဒီလိုမျိုးတွေပြောရဲဆိုတာဘယ်လိုပြောမလဲအရင်တယောက်ကိုလည်းသူအေးစစ်နေတာလေဘာမှမပြောချင်ဘူးပြဿနာတွေ drama တွေကတော့ရှိခဲ့တယ်မှန်တယ်ဒါပေမဲ့အဲ့ဒါတွေကဘယ်လိုခေါ်မလဲတရားဝင်ကွာရှင်းပြီးလို့သူလည်းဘာမှမပြောတော့ဘူးတရားဝင်ကွာရှင်းပြီးလို့ဘာမှမပြောတရားဝင်ကွာရှင်းပြီးလို့ပြီးတာမှန်လို့လေမြန်မာနိုင်ငံမှာရောအမေရိကမှာရောလူတွေအကုန်လုံးရှင်းသွားအောင်စိတ်ရှင်းသွားအောင်ဘယ်လိုခေါ်လဲညင်မြင့်တဲ့လူတွေသိသွားအောင်လက်ထပ်ခဲ့တာဟိုဘက်ကလည်းအေးစစ်စစ်ပဲဒီဘက်ကလည်းအေးစစ်စစ်ပဲအခုမှဤထပြီးတော့ဖြစ်တဲ့လိုမျိုးကြီးတည်င်းတွေဟိုတင်ဒီတင်နေရတော့အောက်တန်းကြလို့ねနောက်တစ်ခုကအရင်ကတားလေးဆိုတာလေဘယ်လိုခေါ်မလဲသူဒီလိုတွေဖြစ်ခဲ့တယ်ရှိခဲ့တယ်ဆိုတော့လေမသိခဲ့ဘူးငါအမေရိကန်မှာနေရလေအဲ့ဒါကြောင့်ဘယ်လိုခေါ်မလဲပြီးဆုံးသွားတဲ့ဟာလည်းမဟုတ်ဘူးနောက်တစ်ခုကအမထောက်ပံ့အောင်ပါညာပြောသူတို့အခုနေတာဗမာနေတာလေဘသူအိမ်မှာနေတာလဲငါတို့မိသားစုပိုင်းနဲ့အိမ်မှာနေနေတာဟေးလာတိုင်းထောက်ပံ့နေရတော့မယ်ဒါပေမဲ့ဒါတွေကဟိုဘက်ကိုနာစီခြင်းလို့တော့ဘာလို့ပြောတာလည်းမဟုတ်ဘူးအေးစီးပဲဘယ်လိုခေါ်မလဲငါအမေဖေနဲ့လည်းအမြဲတမ်းအဆက်ဆံရှိတယ်အေးစီးဖုန်းပြောခေါ်ရှိတယ်ပြောချင်တာကအားလုံးကအေးစစ်စစ်ပါပဲလို့โอเคကျေးဇူးတင်ပါတယ်ဒီလိုမျိုးအမြဲတမ်းဥက္ကကျော်နဲ့စူပန်ထရာနဲ့ကိုတတိတရားရှိပေးတာချစ်လုံးအားကြီးလို့ပုံလေးတွေစေထားတာအရင်စိတ်ဝင်စားလုံးအားကြီးလို့ဒီပုံလေးတင်ပေးတာဘယ်လိုခေါ်မလဲနာမည်ကြီးစေခြင်းလုံးလို့လုပ်ပေးတာကျေးဇူးတင်တယ်မလို့ဒါမဲ့လည်းကျေးဇူးတင်တယ်ဆိုတာကိုပြောချင်ပါတယ်မင်းတို့ monetization ရလို့ဒီဟာလေးနဲ့ထမင်းစားရတယ်ဆိုလို့ရှိရင်လည်းငါတို့ကုသိုလ်ရတာပေါ့ကွာနော်အဲ့ဒါလေးပြောချင်တယ်ဒီဗီဒီယိုအဆုံးလေးမှာတော့ငါညီလေးဆိုင်ဝမ်ပြောထားတဲ့ဗီဒီယိုလေးနဲ့အဆုံးသတ်လိုက်တယ် okay peace နောက်တစ်ခုတတိယလို့ပြောရအောင်မယ်အရင်တော့ပေါ့လေမင်းသမီးလေးအစိုးတော်လေးတယောက်နဲ့ငါနဲ့ကလေဓာတ်ပုံတွဲရိုက်ခဲ့တာလေးပဲရှိတယ်ဘာဆိုဘာမှမပတ်သက်ခဲ့ဘူးသူနာမည်ထွက်သွားတာတခြားကိစ္စတွေအပြင်ရောက်လာတဲ့ကိစ္စတွေလည်းငါမဟုတ်ဘူးသိရလို့လည်းသိတယ်မသိတဲ့အဲ့ဒီနည်းနည်းလေးအလံဝေးနေတဲ့လူတွေပဲပြောမှာအလံဝေးနေတဲ့လူတွေတော့ပဲမသိတာအဲ့ဒီအထက်မှာငါမဟုတ်ဘူး okay ငါရှင်းလည်းမရှင်းပြတော့ဘူးဘာဖြစ်လို့လဲဆိုတော့အားလုံးကကိုအိမ်တော်ရေးနဲ့ကိုပျော်ပျော်ရွှင်ရွှင်တတရရရှိနေကြတယ်လေ
ဘာလို့မှလဲစိတ်သက်လေးတွေအောက်တန်းမကြပါနဲ့အဲ့ဒါလေးပဲပြောချင်ပါတယ်ဟောအနောက်မှာတွေ့လားဒီမှာအမေရိကမှာရောမြန်မာပြည်မှာရောလက်ထပ်ထားတဲ့ဖိတ်စာလေးနဲ့ဓာတ်ပုံလေးနဲ့ကိုမြတ်တနိုးတမိုးထားပြီးတော့အိမ်ကနိုင်ရလေးမှလည်းချိတ်ထားပါတယ် Okay easy နေတော့ဒီ new feed မှာเนาะငါရဲ့စောက်ခွက်ကြီးကပေါ်နေဖို့အရေးကြီးတယ်သဘောပေါက်တယ်เนาะနေတော့ဒီရဲ့ new feed မှာငါရဲ့စောက်ခွက်ကတောက်လျှောက်ပေါ်နေဖို့အရေးကြီးတယ်အဲ့ဒါငါရဲ့ပညာပဲ